အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာကတော့ဒီ2025ဇူလိုင်လ10ရက်နေ့မှာရောက်ရှိလာမယ့်ဒီစိတ်စရာ event ရဲ့2025အတွက်ရောက်ရှိလာမယ့်ပုံစံ upgrade တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ကဲဒီတော့ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like subscribe လုပ်ပြီးတော့အားပေးသွားဖို့လည်းတောင်းဆိုလိုက်ပါမယ်ကဲဒီတော့ဗီဒီယိုလေးကိုစလိုက်ရအောင်နော်ကဲစရမယ်ဆိုရင်တော့ဖြစ်တာကတော့ဒါလက်ရှိရောက်လာမယ့်ဒီဇူလိုင်လ10ရက်နေ့မှာရောက်လာမယ့်စိတ်စရာ event ရဲ့ပုံစံ upgrade တွေပဲဖြစ်တယ်ဒီထဲကစာသားတွေကတော့ဒါအင်ဒိုနီးရှားစာသားနဲ့သုံးထားဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ advanced server upgrade မှာလည်းရောက်လာနေပြီဖြစ်တယ်ပေါ့နော်ကဲဒီတော့ကျွန်တော် upgrade server မှာပြောပါတယ်ဒီလိုရောက်လာနေပြီဖြစ်တယ်ဒီ skin ကတော့ဒီကြည့်မယ်ဆိုရင်တော့အခုဒီ Naruto event မှာလက်ရှိရောက်လာနေတဲ့ skin preview ပုံစံအတိုင်းပဲဒီ gold skin တွေတော့တွေ့ရမယ်ဒီတော့နာမည် skin ပေါ့နော်ဒီအစိမ်းရောင် skin တွေတော့ diamond နဲ့ဝယ်လို့ရမှာဖြစ်တယ် diamond 1288လုံးပေါ့နော်နောက်ပြီးတော့ first standard မှာဆိုတော့ထုံးစံအတိုင်းပဲရှေ့ကပြတ်သွားတဲ့ဘန်ဒါရဲ့ဒီ skin ကို free ရရှိမှာဖြစ်ပါတယ်ကဲဒီတော့ gold skin တွေကလည်းတော်တော်လေးမှမိုက်တယ်လို့ပြောလို့ရတယ်ဒီမှာဒီ skin ကလုံးဝ limited ဖြစ်တဲ့အတွက်တေချာပေါက်ပေါ့နော်ဒီ skin gold skin တွေကတကောင်တော့တေချာပေါက်ယူသိနေကိုက6 player ဆိုရင်6ယူတာပို့ပြီးတော့ကောင်းလိမ့်မယ်လို့တော့ထင်တယ်နောက်တော့တန့်ဆော့ကလည်းပို့ပြီးတော့အဆင်ပြေရပေါ့နော် drone ဆော့ကလည်းအဆင်ပြေလို့ပြောလို့ရပါတယ်ကဲနောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ normal skin ပေါ့နော်ဒီအစိမ်းရောင် skin တွေတော့ diamond 1288လုံးနဲ့ဝယ်ရမှာဖြစ်တယ်ဟိုတော့သူကဒီမှာအမခံထားတာကဒီ Tandor ပြီးသွားတဲ့နောက်ပိုင်းမှာပေါ့နော်တကယ်လို့ Tandor first Tandor ဖောက်လိုက်မယ်ဆိုရင်တော့ဒီဗဒန်ရဲ့ skin ကိုမရရှိသေးတဲ့လူတွေကပေးမယ်လို့ပြောထားတယ်တကယ်လို့ရရှိပြီးသွားတဲ့လူတွေကတော့ coin ပဲပေးမှာပေါ့နော် coin က100ကျော်အဲ့လောက်ပဲပေးမှာပါအများကြီးလည်းမပေးပါဘူးနောက်တစ်ခုအနေနဲ့ကတော့ပါဝင်လာတဲ့ price pool တွေထဲမှာဆိုရင်ဒီ gram ဆိုတဲ့နေရာမှာတော့ဒီ6ရဲ့ skin တွေကိုပြပေးထားတယ်ပေါ့နော် gold skin တွေကျန်တဲ့နေရာမှာကတော့ဒါ free ရှိမဲ့ banner skin ကျန်တဲ့ဟာကတော့ဒါဘယ်လိုပြောမလဲ record တွေနဲ့ဒီ coin တွေပြီးသွားတော့ဒီရုပ်ပုံပေါင်းတွေဒီ effect တွေပေါ့နော်တခြား effect တွေဒီ note effect တွေကိုပဲပြထားပေးရဖြစ်တယ်ဒီတော့ coin က10 coin ကနေအများဆုံး coin 40အထိရရှိမယ်လို့ပြောထားရဲဆိုတော့ဒီ skin တစ်ကောင်ရဖို့အတွက်ကတော့အတိုင်းမို့အများကြီးမကုန်ဘူးလို့ပြောလို့ရတယ် free token အနေနဲ့ကတော့ page 1 page 2 နှစ်ခါလာမှာဖြစ်ပါတယ်သူရဲ့ draw reward မှာဆိုရင်တော့ဒီ draw 30ဆိုတော့ ticket တစ်ခုရရှိမယ်ဒီပထမဆုံး15 draw ဆိုတော့ဒီ COA အခု90ရရှိမယ်ပေါ့နော်ဒီ draw 100အထိလဲမယ်ဆိုရင်တော့ဒီ ticket ကတော့အကုန်စုပေါင်း15ခုရရှိမှာဖြစ်တယ်free token ကနှစ်ခါလာမှာဖြစ်တယ်ဒီတော့ free token တစ်ခုကိုဒီ ticket အနေနဲ့ကတော့29ခုရရှိမယ်နှစ်ခုဆိုတော့က50နဲ့မှ8ခုရရှိမှာဖြစ်ပါတယ် coin ဒီ second ကောင်အတွက်ကိုကတော့ coin အနေနဲ့1200ဝန်းကျင်နဲ့လဲရမှာဖြစ်တယ်ဒီတော့လက်ရှိပြထားပေးတဲ့အတိုင်းပဲပေါ့နော်လွန်ခဲ့တဲ့လာသွားခဲ့တော့ကလည်း skin တစ်ခုကို coin 1200နဲ့ပဲလဲရတာဖြစ်ပါတယ်ကဲဒီတော့ဒီဟာကတော်တော်လေးကိုမှမိုက်သွားပြီလို့ပြောလို့ရပါတယ်ဒီနှစ်ထဲမှာမှပြန်လာတာဖြစ်တယ်ပေါ့နော်ဒီမလာတာလည်းတော်တော်ကြာခဲ့ပြီဒီတော့ coin တွေပိုးနေတဲ့လူတွေကတော့ hero လဲလို့ရတယ်ဒါမှမဟုတ်တခြားသော effect တွေလဲလို့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီ Tandor မှာဆိုရင်သူကဒီ Tandor ကိုdiamond 1000နဲ့လဲရမှာဖြစ်တယ်ဖောက်ကမှာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီ Tandor ထဲမှာပဲ coin တွေ emote တွေနောက်ပြီးတော့ဒီမျိုး record တွေလဲတမ်းပြီးတော့ပေါက်နိုင်ပါတယ်အဲ့လိုမျိုးဆိုတော့တော်တော်လေးမှမိုက်တယ်ဗောနော်ဒီပထမဆုံး first stand တော့မရသေးတဲ့လူတွေအနေနဲ့ဆိုရင်တော့ဒီဗဒန်ရဲ့ skin ကိုပဲရရှိမှာဖြစ်ပါတယ်ကဲဒီတော့ဘာပဲဖြစ်ဖြစ်ဒီဘက်ကဂုံးစင်းကတန်တယ်လို့ပြောလို့ရတယ်ဒီလက်ရှိမှာသူက daily discount တွေပါရောမလာသေးဘူးဗောနော်ဒီသူရဲ့ free token ကဘယ်နေ့မှလာမလဲဆိုတာလဲလက်ရှိမှာကတော့ပြထားပေးတဲ့ပုံအရဆိုတော့9လပိုင်း25ရက်နေ့ကနေ9လပိုင်း29ရက်နေ့ထိကတစ်ခါပြီးတော့8လပိုင်း1ရက်နေ့ကနေ8လပိုင်း9ရက်နေ့ထိကတစ်ခါဆိုပြီးတော့နှစ်ခါလာမှာဖြစ်ပါတယ်တစ်ကတ်ကတော့ရှေ့ကပြောသွားတာကဒီ29ခုလို့ပြောထားရပါတော့ဒါပေမဲ့တကယ်ရောက်လာခဲ့တဲ့အချိန်ကျရင်15ခုဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ်29ခုဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်ဒါပေမဲ့တခြားတော့ကျွန်တော်လည်းပြောလို့မပြောတတ်သေးပါဘူးနောက်ပြီးတော့ဒီမျိုးတစ်ကတ်ရဖို့အတွက်ဆိုရင်ပေါ့နော် test လေးတွေလည်းလုပ်ကြမယ်ပြီးခဲ့တဲ့လာခဲ့တဲ့အခါတုန်းကလည်းဒီမျိုး test လေးတွေဒီ game ဆော့ရင်ရမယ် test လေးတွေလုပ်ကြရပါတော့အဲ့လို game ဆော့ရင်ရမယ် test တွေကနေလည်းticket က4ခုရရှိအောင်မှာဖြစ်ပါတယ်လက်ရှိပြထားပြီးတဲ့ ticket အနေနဲ့ကတော့အားလုံးစုပေါင်း15ခုပဲရရှိမယ်လို့ပြောထားတယ်ပေါ့နော်ဒီတော့ confine လောက်ပြောရမယ်ဆိုတော့ ticket အနေနဲ့15ခုပဲရဖို့များသွားပါတယ်29ခုကတော့ဒီကျွန်တော်ရှေ့ကပြောခဲ့သလိုတော့မဖြစ်နိုင်တော့ဘူးလို့ပြောလို့ရပါတယ်ဒီ Colabus skin event တွေတော်တော်များများဟာတော့ ticket အနေနဲ့29ခုလာတာဖြစ်တဲ့အတွက်ကြောင့်ဒီအခုအခောက်မှာတော့15ခုပဲ
လာထားတာတွေ့ရတယ်ပေါ့နော်ဒီတော့ကျွန်တော်လည်းအရင်ကြီးတော့ confine အနေနဲ့တော့မပြောတတ်ဘူးဒါပေမဲ့သေချာတလောက်ကတော့ ticket အနေနဲ့ကတော့ဒီလက်ရှိပြထားပေးတဲ့ပုံရဆိုတော့15ခုပဲဖြစ်သွားပါလိမ့်မယ်ကဲဒီတော့ဘာပဲဖြစ်ဖြစ်ဒီဂုံစင်းကြတဲ့အခါမှာအဆင်ပြေလိမ့်မယ်လို့မျှော်လင့်နေဒီ skin တကောင်တော့ freedom ကန်တွေပြီးတော့ ticket ပေါ့နော် ticket တွေပြီးတော့ diamond တွေနဲ့ပေါင်းပြီးတော့ဂုံဆေးမှဆိုတော့ diamond အနေနဲ့1200ဝန်းကျင်800ကနေ1200ဝန်းကျင်လောက်ကုန်ကြမယ်တကယ်လို့တမ်းပြီးဖောက်မယ်ဆိုတော့4500ကနေ9500အတွင်းကုန်ကြမှာဖြစ်ပါတယ်ကဲဒီတော့ဘာပဲဖြစ်ဖြစ်အားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းပေးနေမယ်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါရယ်ပေါ့နော်နောက်ဗီဒီယိုတစ်ပုံမှာပဲကျွန်တော်တို့ပြန်ပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးပဲ bye bye